ကျမအမျိုးသားအိမ်ပြန်ရောက်လာတဲ့အခါကျမကိုလုံးဝမမြင်ရတယ်လို့ပဲကျမသူ့ကိုလှမ်းခေါ်မလို့လုံနေတော့မှပဲသူကကျမရဲ့ခန္ဓာကိုယ်ကိုဖျက်ပြီးတက်တက်ကြီးရှောက်သွားခဲ့တယ်ကျမဝိညာဉ်တစ်ခုဖြစ်သွားခဲ့ပြီဆိုတာကိုသဘောပေါက်လိုက်ရတယ်ကလေးမွေးပြီးတဲ့နောက်မှာကျမပြင်းထန်တဲ့စိတ်ကြဝေဒနာကိုခံစားခဲ့ရတာပါဂျွန်ကကျမအပေါ်အမြဲတမ်းစာနာပေးခဲ့ပြီးကျမတို့ရင်သွေးလေးကိုလည်းသူတယောက်တည်းကောင်းကောင်းစောင့်ရှောက်ပေးခဲ့တယ်တရက်မှာတော့ကျမရဲ့စိတ်ခံစားချက်တွေကိုထိမရပြန်ဖြစ်ခဲ့တဲ့သူကအမြဲရှိနေကြကျင်နာမှုတွေပျောက်ဆုံးသွားပြီးကျမကိုပြန်ရန်လုပ်တော့တာပဲအဲ့ဒီအချိန်မှာသူ့ရဲ့လုပ်ဖော်ကိုင်ဖက်အမျိုးသမီးအီလာကရန်ပွဲကိုဝင်ထားခဲ့တယ်ကျမတို့ဒါလေးနေမကောင်းဖြစ်နေတာကိုသူတတိထားမိသွားတယ်ကျမစိတ်ဆင်းရဲနေတော့မှပဲသူကဂျွန်နဲ့အတူထွက်သွားခဲ့ပြီးနေမကောင်းတဲ့ကလေးကိုလည်းအတူတူခေါ်သွားကြတယ်သူတို့ထွက်သွားတာကိုကြည့်ရင်ကျမစိတ်ပြအားငယ်မှုတွေပိုပြီးနှက်ဆိုင်လာခဲ့ရတယ်ဂျွန်ကကျမအိတ်ဆေးတွေအများကြီးတောက်မိမှာစိုးရိမ်လို့ဆိုပြီးဆေးတွေအားလုံးကိုကာကွယ်ရေးတက်တာနဲ့ထည့်ပြီးတောက်ခတ်ထားခဲ့တယ်ကျမကတက်တာကိုဖွင့်ဖို့ကျမရဲ့မွေးနေ့ကိုလှုပ်ဝက်နံပါတ်ဖြစ်ရိုက်ထည့်ကြည့်ပေမဲ့မကွင်းခဲ့ဘူးအဲ့ဒါနဲ့အီလာရဲ့မွေးနေ့ကိုရိုက်ထည့်လိုက်တဲ့ခါမှာတော့တက်တာကချက်ချင်းပွင့်သွားခဲ့တယ်အထဲမှာအိတ်ဆေးတွေနဲ့အတူစာတိုလေးတစ်စောင်ရှိနေပြီးအဲ့ဒီဆေးကကျမကိုထာဝရအိမ်မော်ကျသွားစေလိမ့်မယ်လို့ရေးထားတယ်နောက်ဆုံးတော့ဒါတွေအားလုံးကိုသူပဲကြိုတင်စီစဉ်ထားခဲ့တာဆိုတာကျမသိလိုက်ရပြီးကျမရဲ့နောက်ဆုံးမျှော်လင့်ချက်တွေအားလုံးလုံးဝပျောက်ဆုံးသွားခဲ့ရတယ်ကျမမိတ်ကပ်ကိုအသားရလေးပြင်ဂျွန်ကျမအတွက်ပြင်ဆင်ပေးထားတဲ့ဆေးတွေကိုတောက်ပြီးစက်သိန်းကိုငြင်းငြင်းလေးစောင့်နေခဲ့တယ်ဒါပေမဲ့ကိစ္စတွေကအဲ့ဒီမှာတည်းမပြီးဆုံးသွားခဲ့ပါဘူးကျမရဲ့အသိစိတ်ကဝိညာဉ်တစ်ခုအဖြစ်ကြန့်ရှိနေခဲ့ပြီးဂျွန်အိတ်ခမ်းထဲကိုရှောက်ဝင်လာတာကိုကျမစောင့်ကြည့်နေခဲ့တယ်သူကကျမကိုအိပ်ပျော်နေတယ်လို့ပဲထင်ပြီးတက်ပြင်းတစ်ချက်ချကမနှောက်ယှက်ဖို့ဆုံးဖြတ်လိုက်တယ်နောက်နေ့မွန်းလွဲပိုင်းရောက်တဲ့အထိဂျွန်ကကျမပျောက်ဆုံးနေတာကိုသတိမပြုမိခဲ့ဘူးကုန်းဆုံဆိုင်ဖွင့်ထားတဲ့အိမ်နီးနားချင်းတယောက်ရောက်လာပြီးကျမရဲ့ဝေဒနာပိုဆိုးသွားလို့လားဘာလို့ရက်တော့ကြအောင်စားစရာထွက်မဝယ်တာလဲလို့မေးခဲ့တယ်ကျမအံ့ဩသွားရတာကဂျွန်ကဒေါသကြီးဖြစ်သွားခဲ့တာပဲအီလာကအရာအလုံးကိုအရင်ကတည်းကစစ်ဆေးပြီးဖြစ်ကြောင်းနဲ့ကျမရဲ့စိတ်မတန်းတွေအားလုံးကအတုတွေလို့ပြောနေတယ်ဆိုပြီးအိမ်နီးနားချင်းကိုသူပြန်ပြောခဲ့တယ်ကျမလန့်ဖြတ်ပြီးရက်နေမိတယ်ကျမဘယ်တော့မှယောဂအတုမလုပ်ခဲ့ပါဘူးအဲ့ဒီခါကျမှပဲသဘောပေါက်သွားတော့တယ်ဒီအစီအစဉ်တစ်ခုလုံးကိုအီလာကကြံစီခဲ့တာပဲဂျွန်အိမ်ပြန်ရောက်လာတော့ကျမကတင်ပေါ်မှာလဲလျောင်းနေတော့မဲဆိုတာကိုတွေ့တယ်သူကျမကိုနှိုးတော့မဲ့အချိန်မှာပဲအီလာကသူ့စီဖုံးဆက်ပြီးပြောစရာအရေးကြီးတာရှိလို့ဆိုတာကြောင့်သူအရင်ဆုံးထွက်သွားပြီးအီလာနဲ့တွားတွေ့ခဲ့တယ်ကျမသူ့နောက်ကနေထက်ချက်မကွာလိုက်သွားခဲ့ပြီးအီလာကသူ့ရင်ခွင်ထဲကိုပြေးဝင်သွားတာကိုမြင်လိုက်ရတယ်အီလာကသူ့ကိုချစ်တဲ့အကြောင်းစိတ်လှုပ်ရှားစွာနဲ့ဝန်ခံခဲ့တယ်ဒါပေမဲ့ကျမကိုအံ့ဩဆုံးဖြစ်စေခဲ့တာကဂျွန်ကသူမကိုပြက်ပြက်တသားညှင်းပယ်လိုက်တာပါပဲသူ့နှလုံးသားကကျမတယောက်တည်းအတွက်ပဲဖြစ်ပြီးကျမအပေါ်ဘယ်တော့မှတစ္ဆာမဖောက်ခဲ့ဘူးလို့သူပြောခဲ့တယ်ဂျွန်အိမ်ပြန်ရောက်တဲ့အခါအိမ်ထဲကအစားအသောက်တွေပုတ်တိုးကုန်တာကိုသတိထားမိသွားတယ်သူကကျမကိုသူ့ခံစားချက်တွေကိုကစားနေတယ်လို့ဆွဆွဲပြီးအိတ်ခမ်းဘက်ကိုဒေါသတကြီးနဲ့အော်ဟစ်လိုက်ကကျမအတွက်သူအများကြီးစနစ်တကျဆွတ်လွတ်ခဲ့ရတယ်လို့ပြောတယ်ကျမကိုကာကွယ်ဖို့စကားတခုမှမပြောနိုင်ပဲဒီတိုင်းပဲစောင့်ကြည့်နေခဲ့ရတယ်ကျမစီကဘာတုံ့ပြန်မှုမှမရတဲ့အခါသူအိတ်ခမ်းထဲကိုပြေးဝင်လာခဲ့တယ်သူကျမအတွက်ချက်ပေးထားတဲ့ဆံပြုတ်ကလုံးဝမထိရသေးပဲရှိနေတာကိုတွေ့ပြီးတခုခုတော့အကြီးကျယ်မှားယွင်းနေပြီဆိုတာကိုသူခံစားမိသွားတော့တယ်